တရားနာပြီးရင်ဒီတိုင်းမထားရဘူးနာထားတဲ့တရားပေါ်မှာစဉ်းစားမှုသုံးသပ်မှုရှိရဥပပရိက္ခာလို့ခေါ်တယ်ဥပပရိက္ခာဆင်ញင်သုံးသပ်မှုဆိုတာဟုတ်လားဟုတ်တယ်မဟုတ်ဘူးဘဝနဲ့ဆက်ဟပ်ပြီးတော့တွေးထက်အဲ့ဒီလိုလုပ်တဲ့ပုဂ္ဂိုလ်ကိုယ်တိုင်လည်းလုပ်ရမယ်သူများကိုလည်းလုပ်အောင်တိုက်တွန်းပေးတယ်ဟောနောက်တစ်ခုကအဲ့ဒီလိုစူးစမ်းလေ့လာတဲ့အခါအ내ဒိဗ္ဗေတွေသိလာတယ်နားလည်လာတယ်ဘာလုပ်ရမလဲဆိုတော့ရှင်းရှင်းကြီးမြင်လာတယ်ဟောကိုယ်တိုင်လည်းမြင်လာမယ်သူများလည်းမြင်လာအောင်တိုက်တွန်းလို့ဆိုပြီးနောက်တစ်ခုကတော့မြင်ယုံနဲ့ရထားရမှာမဟုတ်ဘူးဘာလုပ်ရမလဲဆိုတော့သိလာတဲ့အ내ဒိဗ္ဗေတွေနားလည်လာတယ်နားလည်လာပြီးနောက်ဆုံးလုပ်ရမှာကဘာတော့ဆိုရင်အဲ့ဒီလမ်းတိုင်းလျှောက်လမ်းဖို့ပဲဒါကိုဓမ္မာနုဓမ္မပฏิပန္နလို့ခေါ်တယ်ဓမ္မနဲ့လျော်တဲ့အနုဓမ္မကိုကျင့်ရမယ်ကျင့်ကြံကြုတ်ကိုအထုတ်တာကိုပြောတယ်အဲ့ဒီလိုကြတော့မှသူကတရားနာမှုရဲ့လမ်းဆုံးနေပေါ့နှိုးဆိုရင်တရားပွဲလာညောင်းပြန်တာပဲရှိမှာနော်ဒီတရားပွဲမရည်ရဘူးအိမ်ငိုက်တယ်ရည်ရမှတရားပွဲဆိုတာဟောဒီလိုဖြစ်လာတယ်နော်ဘာဖြစ်လို့တရားပွဲလာတော့အိမ်မှာတယောက်တည်းနေရာပြင်းလို့တရားနာတော့တရားပွဲမှာရည်ရမှမရည်ရလို့ရှိရင်အိတ်ချင်ဟောအဲ့တော့တရားရဲ့အနှစ်သာရဆိုတာဘာမှမသိလိုက်တော့မသိလိုက်တဲ့အတွက်ကြောင့်တရားပွဲတရားနာတယ်ဆိုတာမသိလိုက်ဘူးဆိုလို့ရှိရင်အဓိပ္ပာယ်မရှိတော့ဘာလို့လဲဆိုတရားနာတယ်ဆိုတာအသိပညာရဖို့နာတယ်ဆိုတာဒါအဓိကဘဝအတွက်အသိရဖို့နာကြတာအဲ့ဒီအသိပညာတစ်ခုခုမှမရလိုက်ဘူးဆိုလို့ရှိရင်ကိုယ့်အတွက်ချိန်ကုန်တာပဲလို့ပြော